တမသုံးသိထားရမှာကအလုံးထွက်စာပေါ့နော်အလုံးထွက်စာရပြီးပြီဆိုရင်တို့ကတလအတွင်းပေါ့နော်တလအတွင်းအလုသမားစင်တာကိုတွားပြီးတော့နော်အလုသမားစင်တာကိုတွားပြီးတော့အကြောင်းကြားရမယ်အဲ့လိုမှတလအတွင်းအကြောင်းမကြားဘူးဆိုရင်တော့ဒါတရားမဝင်ဖြစ်သွားနိုင်ဟုတ်ပြီနော်အဲ့တော့ကိုကထွက်စာရတယ်ဆိုပါတော့ထွက်စာရပြီဆိုရင်အဲ့ထွက်စာရတဲ့နေ့ကနေစပြီးတော့ရုံးကိုပဲချိန်သွားလို့ရတယ်သွားပြီးတော့ ID ကတ်လေးပဲယူသွားလိုက်နော်အဲ့တော့ ID ကတ်လေးယူသွားရမယ်အဲ့တော့ဒါကို ID ကတ်ယူသွားပြီးတော့သူတို့ရုံးကိုပြောရမှာပေါ့နော်ရုံးကိုသွားပြောရမယ်အဲ့တော့အောက်မှာပါလိုက်မယ်နော်အဲ့တော့လုပ်ငန်းခွင်ပြောင်းရွှေ့ခြင်းကိုတော့တလအတွင်းကြောင်းကြားရမယ်ဒါလေးကတော့ပြောစရာမလိုသိထားရအောင်လို့ကိုရီးယားတူမြန်မာပြန်ပြောပေးထားနော်အဲ့တော့စာအုပ်ကြံပြုံးကြောင်းကလုပ်ငန်းခွင်ပြောင်းရွှေ့ခြင်းကတော့ဟန်တာတုံငန်းနဲ့ဟန်တာတုံငန်းဆိုတလအတွင်းရှင်းပွဲရမည်ဒါလျှောက်ထားရမယ်ကြောင်းကြားရမယ်အဲ့တော့ကိုကထွက်ပြီးပြီဆိုတဲ့အကြောင်းကိုရုံးကိုတလအတွင်းသွားပြီးတော့အကြောင်းကြားပေးရမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တရားမဝင်ဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ထွက်တာရတဲ့နေ့ကနေစပြီးတော့ပထမဆုံးရုံးကိုသွားပြီးတော့အကြောင်းကြားရမယ်ဟုတ်ပြီနော်အဲ့တော့ရုံးကိုအကြောင်းကြားရမယ်အဲ့တော့ရုံးကိုအကြောင်းတလအတွင်းသွားအကြောင်းကြားဖို့ဆိုရင်တို့ကသွားရရမယ်ရုံးကဘယ်မှာရှိလဲကိုယ့်ရဲ့သက်ဆိုင်ရာမြို့နယ်လုံသမားရုံးကိုမလုပ်ရမလဲဆိုရင်အရင်ဆုံးစုံစမ်းမယ်ဟုတ်ပြီနော်ကိုရှိတဲ့နယ်ကိုရှိတဲ့ဒေသနော်ကိုရှိတဲ့ဒေသရဲ့အလုံသမားရုံးဘယ်မှာရှိလဲဆိုတာကိုအရင်ဆုံးလေ့လာစုံစမ်းရဟုတ်ပြီအဲ့တော့လေ့လာစုံစမ်းတဲ့အခါမှာကိုယုံစင်ထောက OTA အစ္စမနီကအလုံသမားရုံးဘယ်မှာရှိလဲလို့ဒါမေးလို့ရတယ်လို့အဲ့တော့ကိုယ့်ရဲ့ဒီသက်ဆိုင်ရာဒေသမှာရှိတဲ့ဒီ Google မှာပဲဖြစ်ဖြစ်ရိုက်ရှာလို့ရတယ်နောက် AI မှာပဲဖြစ်ဖြစ်ရိုက်ရှာလို့ရတယ်ပေါ့နော်ဟလာ AI မှာပဲဖြစ်ဖြစ်ရိုက်ပြီးတော့ရှာလို့ရတယ်အဲ့တော့ဥမာကိုသက်ဆိုင်ရာမြို့ပေါ့နော်ကျွန်တော်ကဘူဆန်ဘယ်မှာနေတယ်ပေါ့ဟုတ်လားဒါမှမဟုတ်ဒေကူဘယ်မှာနေတယ်အင်ချွန်းဘယ်မြို့နယ်မှာနေပါတယ်စသဖြင့်ပေါ့နော်အဲ့တော့နေပါတယ်အလုံသမားစင်တာကိုသွားခြင်းလို့ဘယ်လိုရှိလဲပေါ့နော်အလုံသမားစင်တာကိုသွားခြင်းပါတယ်ဘယ်မှာရှိလဲကိုယုံစင်တော်က 어디에 있습니다 있습니까 고용 센터에 가고 싶은데 고용 센터가 어디에 있습니까ကျွန်တော်ရှိရနေပြီးတော့ရေးထားပါကျွန်တော်ကဘယ်မြို့ဘယ်နယ်မှာနေပါတယ်ဘယ်ရက်ကွက်မှာပေါ့နော်အဲ့တော့ဘယ်လမ်းမှာနေပါတယ်အလုံသမားစင်တာကိုသွားခြင်းတာသက်ဆိုင်ရာအလုံသမားခွာနာလို့ခေါ်တယ်သက်ဆိုင်ရာဆိုခွာနာနော်သက်ဆိုင်ရာကိုယုံစံထောတော့မင်းတို့သိပြီးသားနော်ခွာနာသက်ဆိုင်ရာကိုဘယ်လိုရေးလဲခွာနာကိုယုံစံထောODA 있습니까ဘယ်မှာရှိလဲသက်ဆိုင်ရာအလုံသမားစင်တာကဘယ်မှာရှိလဲအဲ့မှာမေးလိုက်ပြီဆိုလို့ရှိရင်အလုံသမားစင်တာအဲ့မြို့နယ်ရဲ့အလုံသမားစင်တာကြာလာပါလိမ့်ဒါမယ်နော်အဲ့တော့သူတို့ဘယ်လိုပြောမလဲကိုရီးယားရဲ့ဒီနေဘာမတ်တွေတို့နေဘာမတ်တွေတို့ဒါမှမဟုတ် AI တို့ဘာလို့မေးနေဘာမတ်ကတော့ပို့ပြီးတော့မှန်တာပေါ့နော် AI တွေပဲမေးလဲရပါတယ်ကိုသွားရမှာကအရင်ဆုံးအလုံသမားစင်တာကိုသွားရမယ်အလုံလုပ်သားရပြီဆိုတလအတွင်းသွားရမယ်ဟဲ့လားအဲ့တော့တလအတွင်းသွားရမှာဖြစ်တဲ့အတွက်အဲ့ဒီအလုံသမားစင်တာကိုအရင်ဆုံးတီနီယာကိုမေးမယ်ဟုတ်ပြီတီနီယာကိုမေးလိုက်ပြီတီနီယာကိုမေးပြီးတော့မျိုးရုံးကိုရောက်သွားပြီရုံးကိုရောက်သွားပြီဆိုရင်အရင်ဆုံးတိုကင်ဘိုကင်ယူရသေးရဲ့တော့ဘိုကင်ယူရသေးရဲ့နော်ဘိုကင်ကဘိုကင်ယူလိုက်ပြီဆိုလို့ရှိရင်သူကဒီဘိုကင်ယူတဲ့ဆက်လေးရှိရပေါ့နော်ဘိုကင်ယူတဲ့ဆက်လေးရှိရဝင်ပေါက်မှာပေါ့နော်ဝင်ပေါက်မှာရှိနေတယ်သူကဒီဘယ်လိုပြောမလဲတိုကင်ဆိုင်ရွယ်လေးတွေထုတ်ပေးတဲ့ဆက်လေးပေါ့လူကနေပေးနေတာမဟုတ်ဘူးအဲ့ဆက်လေးမှာမင်းတို့အစိမ်းရောင်ခလုတ်လေးကိုနှိပ်လိုက်တန်တာရောက်ပြီဆိုရင်နော်ဘိုကင်ယူရတဲ့အခါမှာအဲ့ဒါလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်သူတိုကင်နံပါတ်လေးကြာလိုက်မယ်20 25 30ပေါ့စသဖြင့်ကြာလာလိမ့်မယ်ပြီးရင်အဲ့ဒါလေးကင်ပြီးတော့ထိုင်နေုံပဲအဲ့ကိုနံပါတ်ရောက်ပြီဆိုတာ ਨੇ ရုံးကဒီကောင်တာရှိကိုသွားထိုင်လိုက်ရင်ရဟုတ်ပြီအဲ့တော့မင်းတို့ရုံးကိုရောက်သွားပြီပေါ့နော်အဲ့တော့ရုံးကိုရောက်သွားပြီဆိုလို့ရှိရင်ဟိုကနေမေးလိုက်မယ်နော်ဝန်ထမ်းကနေပြီးတော့မောဒိုဝါဂျရီကာရောဘာကူညီပေးရမလဲဆိုပြီးတော့အဲ့စကားလေးကြားရလိမ့်မယ်ဘာကူညီပေးရမလဲဆိုရင်မင်းတို့ပြောရမှာကစာအုပ်ကျမ်းပြုံးပြုံးကိုဟာရောဝါစမီဒါစာအုပ်ကျမ်းပြုံးပြုံးကိုဟာရောဝါစမီဒါလုပ်ငန်းခွင်ပြောင်းဖို့အတွက်လာခဲ့တာပါဒါကိုပြောရမယ့်ဟာလေးနော်အဲ့တော့သူတို့ကမောဒိုဝါဂျရီကာရောမူဝစဒိုဝါဂျရီကာရောအဲ့လိုမျိုးပြောလဲရတယ်နော်မူဝစဒိုဝါဂျရီကာရောဘာကူညီပေးရမလဲမောဒိုဝါဂျရီကာရောဘာကူညီပေးရမလဲမူဝစဒိုဝါဂျရီကာရောဘာကူညီပေးရမလဲဒီလိုမျိုးလေးမေးလိုက်ဟုတ်ပြီအဲ့တော့ခါမှာမင်းတို့ကရုံးကိုသွားတာဘာလို့ဖို့သွားတာလဲအလုပ်ပြောင်းဖို့သွားတာအလုပ်ပြောင်းဖို့သွားတာဖြစ်တဲ့အတွက်ပြောမယ်စာအုပ်ကျမ်း병강을 하러 왔습니다. စာအုပ်ကျမ်းလို့ထင်မယ်ကျမ်းနော်
사오전 병명을 하러 왔습니다. 렁강wen 병보 어때 라게라 봐. 거기 너? 에로 라게라 봐로 떨어진 누가 매마 롤로 치마들래. 달리 비야 메리 메. 다 아메이 보네. 할라 들어와 아메이. 니양 소인 들어 메리 하고 너. 니양 들어 메리 하. 디 모비아 양니 소인 오피야메 너. 에로 매마 롤로 치는데 어디에 일하고 싶습니까? 어디에 일하고 싶습니까? ဘယ်မှာအလုပ်လုပ်ချင်ပါသလဲအဲ့တော့ဘယ်မှာအလုပ်လုပ်ချင်လဲဆိုကိုယ့်ရဲ့ပြည်နယ်ကိုကိုယ်ကသိထားရမယ်နော်ကိုယ့်ရဲ့ပြည်နယ်ကိုသိထားရမယ်အဲ့တော့အရင်တော့ကျတော့သူကကျတော့တနိုင်ငံလုံးအလုပ်ထက်စာရပြီဆိုရင်ဟိုကမင်းကဟိုဒေကူးမှာနေတယ်ဒေကူးဆိုတာအောက်ပိုင်းဟာလားဒေကူးမှာနေပြီးတော့ဆိုးမှာလုပ်ချင်တယ်ဆိုလဲဆောက်တယ်အီရာကိုစစ်စစ်ပြီးလားဆိုးမှာလုပ်ချင်ပါတယ်ဆိုးဘက်မှာလုပ်ချင်ပါတယ်လိုမျိုးပြောလိုက်ရင်ညတို့မယ်အခုနောက်ပိုင်းကဒေတာချင်းညှို့မှပြည်နယ်တူမှပေါ့ပြောတယ်တိုင်းတူမှမြန်မာလူစင်းနဲ့တိုင်းပေါ့ဥပမာစကိုင်းတိုင်းတွေ့မယ်ဟုတ်နော်အဲ့တော့ကိုရီးယားမှာတော့ပြည်နယ်ပေါ့နော်အဲ့တော့ပြည်နယ်ကိုယ့်ရဲ့ပြည်နယ်ဟာဘာပြည်နယ်လဲသိထားရမယ်နောက်တစ်ခုကအဲ့ပြည်နယ်ထဲမှာဘာမျိုးတွေရှိလဲသိထားရမယ်ဟုတ်ပြီနော်ကိုယ့်ရဲ့ပြည်နယ်ထဲမှာကိုနေနေတဲ့ပြည်နယ်စကိုင်းတိုင်းပေါ့ကွာအခုမှဆရာတို့စကိုင်းတိုင်းဆိုလို့ရှိရင်မုံရွာမှာနေတယ်စကိုင်းတိုင်းမုံရွာမှာဟာစကိုင်းတိုင်းမုံရွာနေရှိရတယ်ဘယ်ဥမှာလဲရွှေဘိုလည်းရှိတယ်ရော်တော်လည်းရှိတယ်ထိကြိုင်လည်းရှိတယ်ကတာလည်းရှိတယ်ဟုတ်တယ်မို့လားမြင်းမူလည်းရှိတယ်ချောင်းဦးလည်းရှိတယ်နော်ဒီလိုမျိုးမြို့တွေတိုင်းထဲမှာကမြို့တွေအများကြီးရှိသေးတယ်အဲ့ထဲမှာဟိုမှာပြန်ပြီးတော့ကိုလုံးချင်တဲ့မြို့ပြန်ပြောလိုက်ဟုတ်ပြီလားအဲ့လိုမျိုးလေးပြည်နယ်ပေါ့အခုကတနိုင်ငံလုံးကိုသွားလို့မရတော့ဘူးเนาะအဲ့တော့ကိုသက်ဆိုင်ရာပြည်နယ်ကိုလည်းဦးစားပေးရှောက်ရမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ဆရာနမူနာပေးထားတယ်ဒေကူဒါမှမဟုတ်ကြောင်ဆန်းရှိဘူးဆန်းဝမ်းရောရှိဒီ၃မျိုးကတော့အောက်ပိုင်းပေါ့ဒီ၃မျိုးကအောက်ပိုင်းเนาะကိုရီးယားနိုင်ငံရဲ့အောက်ပိုင်းထဲမှာပါတယ်၃မျိုးကကိုရီးယားနိုင်ငံအောက်ပိုင်းနောက်အင်ချွန်ဘူးဖြောင်းဒါကကြတော့သူကအထက်ပိုင်းမှာနော်ဘူးဖြောင်းသွားတာအထက်ပိုင်းရောက်သွားပြီပေါ့နော်အဲ့တော့ကိုကပြည်နယ်ကအင်ချွန်းတွေရောဘူးဖြောင်းတွေရောပါတယ်ဆိုရင်တော့အင်ချွန်းရှောက်ဘူးဖြောင်းရှောက်ပေါ့ဒါမှမဟုတ်မင်းတို့အောက်ပိုင်းမှာကြားတယ်ဆိုရင်ဒေဘူးရှောက်မလားနော်ရောင်ဆန်းရှိရှောက်မလားဘူးဆန်ခွမ်းရောက်ရှိဘူးဆန်မျိုးကိုရှောက်မလားဒါအောက်ပိုင်းအဲ့တော့ကိုသက်ဆိုင်ရာလက်ရှိပြည်နယ်မင်းတို့ပထမစာချုပ်ထဲမှာပါတယ်ဟဲ့လားစာချုပ်ထဲမှာဆိုရင်ဘယ်ပြည်နယ်ဆိုတာပါလိမ့်မယ်ဟုတ်ပြီလားဘာပြည်နယ်ဘာမြို့လို့ပါတယ်အဲ့တော့ကိုယ့်ရဲ့ပြည်နယ်ထဲမှာအဲ့တော့မေးလို့ရပါတယ်ဒီပြည်နယ်ထဲမှာဘာမြို့တွေရှိလဲဟုတ်ပြီလားဘာမြို့တွေရှိလဲဆိုအရင်ဆုံးရှာကြည့်ထားမယ်လေ့လာထားမယ်ကိုယ့်ရဲ့သက်ဆိုင်ရာပြည်နယ်ထဲမှာအဲ့ဒီပြည်နယ်ထဲမှာပါတဲ့မြို့တွေထဲမှာဟိုနိုင်ငံသားအများဆုံးမြို့ဟုတ်ပြီနော်နိုင်ငံသားအများဆုံးမြို့အလုပ်အများကြီးခေါ်တဲ့မြို့ဘယ်တွေရှိလဲဆိုတာတစ်ချက်လေ့လာမယ်စုံစမ်းမယ်အကယ်၍မသိဘူးဆိုရင်ဒါဆရာကိုမေးပါဆရာကျွန်တော်ကတော့ဘယ်ပြည်နယ်မှာလက်ရှိလုပ်နေပါတယ်အဲ့ဒီမှာအဲ့ပြည်နယ်ထဲမှာဘယ်မျိုးတွေပါလဲဆရာလာမေးပါတည်တံ့လေးလာမေးပါနောက်တစ်ခုကအဲ့ဒီမျိုးတွေထဲမှာဘယ်မျိုးတွေကနိုင်ငံသားအများဆုံးအသုံးပြုလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေနော်အကြံပေးမယ်ပေါ့နော်ရမယ်နော်အဲ့ဒီရမယ်နော်ဟုတ်ပြီအဲ့တော့စသဖြင့်ပေါ့ကွာဒါကတော့နမူနာဆိုတော့စသဖြင့်ဒါလေးတွေအကြံမြင်ရေးပေးထားတယ်ဟုတ်ပြီနော်ပြောပြီးတော့အဲ့လိုမျိုးပြောပြီးတော့ရှောက်လိုက်ပေါ့နော်ဟုတ်လားသူကမေးရကိုဘယ်မှာလုံးချင်ပါလဲဟဲ့လားဥမာမင်းတော့ဒေကူလုံးချင်ဒေကူ에서 일하고 싶습니다 대구에서 일하고 싶습니다ဘယ်မှာအလုပ်လုပ်ချင်ပါတယ်နော်ဘယ်မှာအလုပ်လုပ်ချင်ပါတယ်ဘူဆန်မှာလုပ်ချင်တာ부산에서 일하고 싶습니다ဘူဆန်မှာအလုပ်လုပ်ချင်ပါတယ်လက်ဆိုင်ရာပြည်နယ်နဲ့တူတယ်မြို့တူတယ်ဆိုရင်ချပေးပါလိမ့်ဟုတ်ပြီအဲ့တော့အဲ့ဒီကမှာကိုလှုပ်ချင်တဲ့အလုပ်ကိုပြောပြီးပြီဟဟလားပြောပြီးပြီဆိုရင် तू ကပြန်လာလိမ့်မယ်နော်အဲ့တော့ဝန်ထမ်းကပြန်ပြောမယ်ပေါ့နော်ဝန်ထမ်းကပြောရင်ဆရာအနီရောင်လေးသတ်မှတ်ပေးထားတယ်နော်ဝန်ထမ်းကဆိုရင်အနီရောင်လေးအဲ့တော့ဝန်ထမ်းကဘာပြန်ပြောလဲဘာပြန်တော့လဲ네 지금 구하는 공장이 나오면ဟုတ်ကဲ့တဲ့ခြေကုန်းဆိုတာကဝန်ထမ်းအလုပ်သမားပေါ့နော်구하는ရှာနေတဲ့공장이 나오면စက်ရုံရှိအလုပ်သမားရှာဖွေနေတဲ့စက်ရုံလေးရှိရင်တဲ့မဲရှိကြည်သူဘုံနဲ့ဒရီကစစ်မိတာမဲစစ်လေးပို့ပေးလိုက်ပါမယ်မင်းတို့ရဲ့မဲပုံနဲ့ဖုန်းနဲ့ကိုမဲစစ်ပို့ပေးလိုက်မယ်လို့ပြောတာဟုတ်ပြီနော်မဲစစ်ပို့ပေးလိုက်မယ်အခုမဲစစ်ကြလာမှာပေါ့နော်ဟုတ်ပြီမဲစစ်ပို့လိုက်မယ်နော်မဲစစ်ပို့လိုက်ပြီဆိုလို့ရှိရင် तू ကအလုပ်သမားစင်တာကနေပြီးတော့တဲ့မဲဆက်စာရပြီစက်ရုံဖုန်းဆက်လိပ်စာတောင်းရမယ်အဲ့တော့ဒါကခေါင်းစဉ်လေးပါ
ဟုတ်ပြီနော်အဲ့တော့ message